အခုလိုမျိုးဟင်္ဂလန်၃ချောင်းကိုတုံးဝင်းဆိုင်ဆက်မယ်ပြီးလို့ရှိရင်ပေါ်ကနေကျွန်တော်ပိုက်လေးနဲ့ကျွန်တော်ပိုက်တိုက်လေးထောက်ချင်းတဲ့ညစ်ကိုတွေတို့ကဒီမှာဖြတ်တဲ့နေတန်းရောဆက်တဲ့နေတန်းရောကျွန်တော်တခါတည်းမြောက်ပေးထားပါတယ်ဒီမှာနော်ကျွန်တော်ကြည့်လိုက်ပါကျွန်တော်ပိုက်ကိုကျွန်တော်ဒီဟင်္ဂလန်၃ချောင်းနဲ့ကွတ်တီကြောက်တို့ကျွန်တော်ဖြတ်မှာပေါ့နော်ဒါကတော့ပိုက်အတိုင်းယူထားတာပါဒါတော့ဟင်္ဂလန်မြင့်ပေါ့နော်ဟင်္ဂလန်မြင့်တိုင်းပဲကျွန်တော်ယူရမှာဖြစ်တဲ့အတွက်ကျွန်တော်ပိုက်အဆင့်အတွက်ဒါလောက်ထားတာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီစက်ကူတွေကိုညှက်လိုက်ညှက်ပြီးလို့ရှိရင်ကျွန်တော်ခဏပိုက်မှာကျွန်တော်အဲ့ဒါပဲထည့်လိုက်ဒါတော့ပိုက်တော့ဟင်္ဂလန်၃ချောင်းပဲဖြစ်တဲ့အတွက်ကျွန်တော်၃ခုနဲ့ပဲချိန်ရတယ်ပေါ့နော်၄ချောင်းဆိုရင်လည်းဒါတစ်မျိုးပြောင်းသွားနိုင်ပါတယ်โอเคဒါဆိုရပြီခဏခေါင်းကျွန်တော်တွားပြီးတော့ test လုပ်ကြည့်လို့ရပါပြီโอเคဒါဆိုရင်ကျွန်တော်ဝယ်လိုက်ပြီးအပြည့်ဆော့ရုပ်ပဲလောကအဆင်ပြေပါပါ